ကြားတယ်မလားဟုံစိန်ကိုင်းရဲ့ခစ်ကကုံဆုံးသွားပြီမင်းလိုတစ္ဆာဖောက်ကောင်မင်းသာတစ္ဆာမဖောက်ရင်ဒီနေ့ဟုံစိန်ကိုင်းရဲ့ခြေရလက်ရတွေအခုလိုဘယ်ပေါ်လာပါမလဲငါကတော့မင်းရဲ့အရေးခွန်ကိုခွာပြီးအသားကိုပါစုပ်ပြတ်တက်သွားအောင်လုပ်ချင်နေတာစကားပြောရင်ပါဇက်ကိုနည်းနည်းတန်တန်ရှင်းရှင်းပြောစမ်းဘာတစ္ဆာဖောက်လဲငါအဖေကအမှောင်ကနေအလင်းကိုကူးပြောင်းလာတာကွတကယ်ကြီးမမျောလင့်ပဲချောင်ဆန်းရဲ့အကိုကြီးချောင်ဆန်းနဲ့တွေ့ရလိမ့်မယ်လို့မထင်ထားဘူးဒီအခွင့်အရေးကိုတော့ငါအလို့မခံနိုင်ဘူးဆန်းရဲ့ဒီကြိုဝင်လုံကလေပိုပြီးတော့ဘဝပြက်လာတာကျမလိုမိန်းကလေးအငယ်နှောင်းလေးတယောက်ကိုတောင်ငါအနိုင်ကျင့်နေတာခမားနဲ့မှမတူတာခမားကတော့သူရဲကောင်းပြီးမိန်းမလှလေးကိုကဲတင်တာပဲဒီစကားကိုတော့ငါသဘောကျတာပဲစန်းစီလေးစောကအပြင်ကအတန်တွေကမင်းဟုံစိန်ကိုင်းရဲ့ညီကိုတွေကိုလက်ဆက်ဖြောက်နေတဲ့အတန်တွေလားဟုတ်တယ်ငါပဲဩငါမျက်နှာအရှိမာတယ်မင်းကတော်တော်တက်တီကောင်းနေပါလားခြံရက်မင်းထောင်ထဲမှာ3နှစ်နေခဲ့ရပြီးတော့လေ18နှလုံးလုံးပျောက်ချက်သားကောင်းနေခဲ့တာမင်းတခုခုကိုမသိသေးတာဖြစ်လိမ့်မယ်ဘာကိုမသိတာငါကမင်းရင်တုန်းကရောက်ခဲ့တဲ့အောင်မြင်မှုအဆင့်တန်းမျိုးကိုအခုရောက်နေပြီဆိုတာပဲအခုမင်းကကိုတွေ့ရင်မတက်ရက်ခါကို90ဒီဂရီကိုင်းပြီးတော့စမ်းရယ်ဆိုလို့အယိုသေးပေးပြီးခေါ်ရမယ့်အချိန်ပဲဟုတ်တယ်မလားဘာတွေကြောက်နေတာလဲသူပဲမင်းကိုမတက်ရက်ခိုင်းနေတာလေးစမ်းရယ်ခမားသူ့ကိုကြောက်ပြီးအလျှော့မပေးနဲ့နော်သူကအမြဲတမ်းအဲ့လိုအကြောက်ကံဖြစ်နေတာလားဟုတ်တယ်မင်းမမှတ်မိဘူးလားငါမမှတ်မိဘူးငါကအဆင်မရှိတဲ့လူပစ္စည်းလေးတွေကိုမျက်စိထဲထည့်လေးမရှိလို့ဘာပဲဖြစ်ဖြစ်ဒီနေ့ဒီလိုနဲငယ်ကငါ့ကိုဟုံစိန်ကိုင်းရှင်းပြဖို့ကူညီပေးခဲ့တာပဲဒါကြောင့်သူတို့ကိုငါတေချာပေါက်ကာကွယ်ပေးမယ်ဩဒါဆိုရင်တော့မင်းကသူတို့ကိုစားအရင်ဆုံးဒူးထောက်ပြီးငါ့ကိုကြော့လိုက်လေခြံရက်မင်းပါပြောလိုက်တယ်လောကရဲ့စီးမြင့်တွေအတိုင်းပဲလေဆရာကြီးဖြစ်တဲ့လူကတပည့်တွေရဲ့အဖြစ်ကိုလိုက်ရောပေးခြင်းရင်တပည့်တွေရဲ့အဖြစ်အတွက်ကိုယ်တိုင်တာဝန်ယူရမှာပေါ့မင်းကသူတို့ကိုကာကွယ်ပေးမယ်လို့ပြောနေမှာတော့မင်းကပဲသူတို့ကိုစားဒူးထောက်ပြီးလုံကောကိုတောင်းပန်လိုက်ပေါ့ကျိုးဝင်လုံးမင်းကကျိုးဝင်လုံးဆိုပြီးမင်းကကိုအခုထိ6လန်းလို့ရတော့ထင်နေတာလားငါမင်းကိုပြောလိုက်မယ်အပြင်မှာငါရဲ့ညီကိုတွေ900ရှိတယ်ဟုံစိန်ကိုင်းကလူတွေကတော့လက်နဲ့တစ်ခုတောင်ပါမလာကြဘူးဒါကြောင့်ဘာဖြစ်လဲမင်းနားမလဲသေးဘူးလားငါလူအများကြီးခေါ်လာတာကွနားလေတာပေါ့ဒါပေမဲ့စမ်းစီလေးမင်းငါရှိမှပထမဆုံးအကြိမ်ဒူးထောက်ခဲ့တာဘယ်တော့ကလဲဆိုတာမင်းမမိသေးရဲ့လားအဲ့ဒီနှစ်ကငါတူးတဲ့မိဘဘိုးဘွားတွေရဲ့အုတ်ကူကိုသွားကန်တော့တာမင်းကလူအင်အား100ကျော်ခေါ်ပြီးငါ့ကိုလာပိတ်ဆို့ခဲ့တယ်ငါကလူ100ကျော်ကိုမရှင်နိုင်ခဲ့တာမှန်ပေမဲ့နောက်ဆုံးမှာဘသူကသွေးယူသွေးတန်းလမ်းဖောက်ထွက်ပြီးမင်းရဲ့လေဘင်းကိုဓာတ်နဲ့ထောက်ခဲ့တာလေအဲ့ဒီနေ့ကမင်းဒူးထောက်ပြီးအသက်ချမ်းသာပေးဖို့မတောင်းပန်ခင်မှာမင်းရဲ့တပည့်တွေကငါ့ကိုတားနိုင်ခဲ့ကြလို့လားဦးလေးဒီအကြောင်းတွေကိုကျွန်တော်ကိုဘာလို့တခါမှမပြောပြခဲ့တာလဲငါကအဲ့ဒါကိုအရေးမကြီးတဲ့ကိစ္စတစ်ခုလို့သဘောထားခဲ့လို့မင်းကိုမပြောပြဖြစ်တာချမ်းရက်မင်းတော်တော်ရိုင်းဆိုင်လွန်းနေမင်းအိုနေပြီးကိုအရင်ကအကျိုးဝင်လုံးလို့ထင်နေတော့မဲလားဒါဆိုမင်းကစမ်းကြည့်ချင်လို့လားစမ်းရဲ့သူကခမည်းကိုအကြောက်ကန်ချောက်နေတာပဲသူလက်မလုတာဘယ်နှစ်ရှိနေပြီလဲဟုတ်တယ်စမ်းရဲ့ခမည်းကဩဇာအာဏာအပြည့်နဲ့ဟီဟီဟာဟာဖြစ်နေတာပဲဟာခမည်းကကားပြင်သမားတယောက်ကိုကြောက်နေစရာလို့လားတေချာစဉ်းစားကြည့်ရင်ဒီကောင်ကလောကကြီးထဲကနေထွက်ခွာသွားတာနှစ်တွေအများကြီးကြာပြီပဲအများဆုံးဖြစ်ရင်ငါ့ကိုလာချောက်နေတာပဲဖြစ်ရမယ်ချောင်ဆန်းဒီနေ့ကမင်းဟုံစိန်ကိုင်းကိုအပြည့်ရှင်းမဲ့နေပဲအပြင်မှာသာကြိုးဝင်လုံးကိုမင်းကြောက်နေတော့မဲလို့သတင်းထွက်သွားရင်မင်းကိုဘသူကအလေးထားတော့မှလဲမင်းပြောတာအတိတ်ပဲရှိတယ်ချန်ရက်ငါမင်းကိုထပ်ပြီးကြောက်နေမှာမဟုတ်တော့ဘူးဒီနေ့ကစပြီးမင်းအရင်ကငါ့အပေါ်ပေးခဲ့ဘူးတဲ့အရှက်ရစရာအမဲဆက်တွေအားလုံးကိုငါအကျွမ်းမဲ့